အားလုံးပဲမင်္ဂလာပါဘုရားရှင်ကိုရောမြတ်ကြီးကချီးမွမ်းတာကဲရတာနဲ့ပတ်သက်၍ဓမ္မသဘင်မှာအင်္ဂုတ္တရပါဠိတော်ကစတုကအင်္ဂုတ္တရပါဠိတော်ကပုဂ္ဂိုလ်လေးမျိုးအကြောင်းဟောတာရှိတယ်နံပါတ်1ချီးမွမ်းခြင်းကဲရခြင်းမပြုတဲ့ပုဂ္ဂိုလ်တဲ့နံပါတ်2ကဲရခြင်းတစ်ခုတည်းပြုတဲ့ပုဂ္ဂိုလ်တဲ့နံပါတ်3ချီးမွမ်းခြင်းတစ်ခုတည်းပြုတဲ့ပုဂ္ဂိုလ်နံပါတ်4နော်ကဲရတာရောချီးမွမ်းတာရောနှမျိုးသလုံးပြုတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီ4မျိုးရှိတယ်တဲ့ပုဂ္ဂိုလ်4မျိုးအဲ့ဒီပုဂ္ဂိုလ်4မျိုးတွေကချီးမွမ်းခြင်းကဲခြင်းမပြုတဲ့ပုဂ္ဂိုလ်လည်းနော်ငါဘုရားမကြိုက်ပါဘူးတဲ့ကဲခြင်းတခုတည်းကိုပြုနေတဲ့ပုဂ္ဂိုလ်ကိုလည်းငါဘုရားမကြိုက်ပါဘူးတဲ့ချီးမွမ်းခြင်းတခုတည်းကိုပြုနေတဲ့ပုဂ္ဂိုလ်ကိုလည်းငါဘုရားမကြိုက်ပါဘူးတဲ့ဟောမှန်မှန်ကန်ကန်ကဲရတဲ့ကဲရတယ်မှန်မှန်ကန်ကန်ချီးမွမ်းတဲ့ချီးမွမ်းတယ်အဲ့ဒီပုဂ္ဂိုလ်နံပါတ်4ပုဂ္ဂိုလ်ငါဘုရားကြိုက်ပါတယ်တဲ့ဘာလို့ကြိုက်လဲချီးမွမ်းမယ်ကဲရမယ်ဆိုလို့ရှိရင်အားလုံးကောင်းကျိုးတွေရရှိဖို့အောင်မြင်ဖို့အတွက်ကိုကဉ္ဉံဝရိယတွေတက်ပါတယ်ဒါကြောင့်မျိုးငါဖះကြိုက်တာတဲ့နော်ချီးမွမ်းပေးရတယ်ကဲ့ရဲ့ပေးရတယ်ကဲ့ရဲ့ပေးမှနော်အဲ့ဒီကဲ့ရဲ့ခံတဲ့လူတွေပြင်းသွားမယ်အကျိုးရှိမယ်မိမိလည်းအဲ့ဒီအကဲမခံအောင်နော်ရှောင်မယ်ကျင့်မယ်ချီးမွမ်းတဲ့အတွက်မိမိကအဲ့ချီးမွမ်းထိုက်တဲ့ပုံကိုယ်တွေအတိုင်းလိုက်ကျင့်မယ်ပြုမယ်โอเคနော်ကျန်တဲ့လူတွေလည်းအကျိုးရှိတယ်မိမိလည်းအကျိုးရှိသူပါတဲ့အကျိုးရှိတဲ့အတွက်အဲ့ဒီနံပါတ်4ပုဂ္ဂိုလ်ငါဖះကြိုက်ပါတယ်ဆိုပြီးတော့ဓမ္မသဘင်မှာဘိက္ခုနီနော်ဘိက္ခုနီဥပဒကဥပဒကီဆိုတဲ့ပြေးသက်၄ဦးကိုအဲ့ဒီခုနပြောတဲ့ပုဂ္ဂိုလ်၄ဦးအကြောင်းကိုဟောပြောခဲ့တာဖြစ်တယ်ဒီတော့ကမြတ်စွာဘုရားကဲ့ရဲ့ခြင်းချီးမွမ်းခြင်းပြုပါလို့ပြောထားတဲ့အတွက်ဥမာမိမိတို့တွေကနော်ကောင်းကျိုးချမ်းသာတဲ့အတွက်နော်မိမိတို့ရဲ့ကိုယ်ကျင့်တရားတွေအားလုံးမကျင့်နိုင်သေးတော့လဲသိလိုက်တာတွေအမှားမှန်သိထားပြီးတော့ဖြည်းဖြည်းချင်းကျင့်ကြမယ်ငါးပါးသီလသောရပန်လို့မလုံးစော်လဲတဏ္ဍန်တွေကျင့်မယ်ညှိုးနှမ်းတဲ့အခါညှိုးနှမ်းမယ်ဒါတွေတဏ္ဍန်တွေနော်မြဲအောင်ကျင့်မယ်တဖြည်းဖြည်းကျင့်နိုင်တွေကျင့်လာမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဒီတော့မိမိတို့တွေကမကျင့်နိုင်မကျင့်မြင်သေးတော့လဲသိတာသိမမြင်ဆိုတဲ့စကားရှိတဲ့အတွက်နော်အများသူငါသိတဲ့နော်မီဒီယာတွေလိုင်းဘော်တွေမှာသာသနာညှိုးနှမ်းစေတဲ့အရာတွေအပြောအဆိုတွေအမူအရာတွေနော်မရှယ်သင်ဘူးမတင်သင်ဘူးဥပမာနော်ကိုယ့်ရဲ့အကြောင်းဝင်းထဲမှာတာမဏေလေးတွေဘောလုံးကန်နေမနေနိုင်လို့သူကသူကန်ပြီးပျောက်သွားတယ်ဒါဟုတ်သွားပြီးတော့ဘူရီရိုရိုက်ပြီးလိုင်းပေါ်မတင်သင်ဘူးလေလိုင်းပေါ်တင်တဲ့ခါကြတော့နော်အားလုံးဟာနော်သာသနာကိုညှိုးနှမ်းစေတယ်နော်မသိတဲ့လူတွေကဆဲမယ်ဆိုမယ်ကဲ့ရဲ့မယ်ဒါမျိုးတွေဖြစ်လာမယ်မတင်သင်ဘူးမရှယ်သင်ဘူးအဲ့လိုပဲတခြားအပြောအဆိုတွေအမူအရာတွေမပြောသင့်တာတွေမြတ်စွာဘုရားမကြိုက်တဲ့စကားတွေသွားပြီးတော့နော်အပြစ်မဆိုသင့်တာတွေသွားပြီးတော့တခါတခါမှတွေသွားဆိုတာတွေဒါမျိုးတွေရဟန်းဖြစ်ဖြစ်ကိုယ်ဖြစ်ဖြစ်သီလရှင်ဖြစ်ဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီအမြင်မတော်တဲ့သာသနာညှိုးနှမ်းစေတဲ့အရာတွေကိုလိုင်းပေါ်မတင်အောင်နော်မရှယ်သင်ဘူးအဲ့လိုခါမျိုးကိုကြတော့တဲ့သာသနာပြုခြင်းတဲ့ပုဂ္ဂိုလ်တွေကနော်အမြင်မတော်အကြားမတော်ရင်ကဲရရတယ်တဲ့ချီးမွမ်းတာကြတော့ဟာမြတ်စွာဘုရားရဲ့တရားတော်တွေဟောတယ်ပြောတယ်နော်ဘုန်းကြီးတွေဟောတယ်လူပုဂ္ဂိုလ်တွေဟောတယ်သီလရှင်တွေကိုရင်တွေဟောတယ်အဲ့ဒါကိုလိုက်လုပ်တယ်ရှယ်တယ်ဒါဝမ်းသာတယ်ချီးမွမ်းတယ်ပေါ့ကဲ့ရတယ်သူများတက်ဒီမတရားတတ်နေတယ်သူများဟာတွေမတရားခိုးနေတယ်ကြားတယ်ကြားပေါင်းထက်လာတယ်မြင်ပေါင်းထက်လာတဲ့ခါကျတော့အမြင်မတော်တော့ကဲ့ရမယ်တဲ့โอเคအဲ့ဒါကြောင့်မိမိတို့တွေကမှန်ကန်ကန်ကဲ့ရထိုက်သူကိုကဲ့ရပါတဲ့မှန်ကန်ကန်ချီးမွမ်းထိုက်သူကိုချီးမွမ်းပါတဲ့ပြောင်းနေပြောင်းပြန်တော့မလုံးနဲ့ပေါ့နော်မရဘူးမြတ်စွာဘုရားအဲ့တော့ကဲ့ထိုက်သူကိုကဲ့ရပြီးတော့ချီးမွမ်းထိုက်သူကိုချီးမွမ်းတာကိုငါဘုရားကြိုက်တဲ့အတွက်မြတ်စွာဘုရားဒီပုဂ္ဂိုလ်လေးမျိုးကိုဟောခဲ့ပါတယ်အားလုံးကောင်းစေခြင်းတဲ့အတွက်အပြုသဘောနဲ့ဓမ္မဒါနပြုလိုက်ပါတယ်အားလုံးနော်လိုင်းပေါ်မှာမတင်သင့်တာတွေမတင်ပါနဲ့မရှယ်သင့်တာမရှယ်ပါနဲ့တင်သင့်တာတွေတင်ပါရှယ်သင့်တာတွေရှယ်ပါအားလုံးအမှန်မှန်ခွဲခြားနိုင်ကြပါစေကဲ့ရဲ့ထိုက်သူကိုကဲ့ရဲ့နိုင်ကြပါစေချီးမွမ်းထိုက်သူကိုချီးမွမ်းနိုင်ကြပါစေ